ပြီးရင်ကျွန်တော် background color ထည့်ပါမယ် background color ထည့်ဖို့အတွက်တစ်ချက်ကလေးဒီမှာ background color Pepsi ရဲ့ color တခုကိုယူပါမယ်ဒီကောင်လေးထားလိုက်ပါမယ်ဒီမှာလည်းကျွန်တော် duration ကို 3.5 ပဲထားပါမယ်ဒီ task ကို set လေး click ပြီးတော့ right click duplicate ဒီမှာရောက်လာပါပြီဒီကောင်ကိုကျွန်တော်ဒီအောက်မှာဆွဲချလိုက်အောင်ပါပဲကျွန်တော် hamburger မဟုတ်တော့ဘူးကျွန်တော်ဒီမှာဆိုရင် Pepsi ပေါ့နော်ကျွန်တော်ဒီ Pepsi ကို test color ပြောင်းပါမယ် test color ပြောင်းဖို့အတွက်တစ်ချက်ကလေး click ပြီးရင်ဒီမှာ test color ဒီ color လေးထားကြည့်ပါမယ် okay ဒီကောင်ပဲထားလိုက်ပါမယ်ပြီးရင်နောက်ထပ်ကျွန်တော်တို့ add page ကိုယူပါမယ်တစ်ချက်ကလေး blank ဒီမှာဆိုရင်ကျွန်တော်ဒီကောင် duplicate ထည့်လိုက်ပါမယ်ဒီကောင်တစ်ချက်ကလေး right click duplicate ဒီမှာကျွန်တော်တို့လာထားပါမယ်ဒီမှာ page ကို duration 3.5 second ပါနော် okay ပြီးရင်ကျွန်တော်ဒီကောင်ကိုထပ်လှည့်ပါမယ်ဒီကောင်ကတော့120 degree တိအောင်လှည့်ပါမယ်အဲ့ဒါမှကျွန်တော်ဒီအားလေးကြောပုံလေးကအတိတ်ဖြစ်မှာပါဘာလို့ကျွန်တော်ရှေ့မှာ120 degree စီလှည့်ခဲ့ရဲဆိုတာအခုဆိုရင်သဘောပေါက်ပြီလို့ထင်ပါတယ်လဲသွားလို့ရှိရင်ပြန်ပြီးအတဲဖြစ်သွားအောင်လို့ပါโอเคလောက်လောက်လေးထားလိုက်ပါမယ်ပြီးကျွန်တော် background color ထည့်ပါမယ် background color background color ကိုကျွန်တော်ဒီကောင်လေးထားပါမယ်ပြီးကျွန်တော် text ဒီကောင်ကိုတစ်ချက် click ပြီး right click duplicate ဒီကောင်လေးဖိပြီးတော့ဒီနားမှာလာဆွဲချလိုက်အောင်ပါပဲဒီမှာ Pepsi မဟုတ်တော့ဘူးဒီမှာ French fries ဒီမှာကျွန်တော် site ကနည်းနည်းကြီးနေတော့နည်းနည်းလေးချိုးတာပါဒီလောက်ဆိုရင်အဆင်ပြေပါပြီဒီကောင်တစ်ချက်ကလေး click ပြီးကျွန်တော် test color ပြောင်းပါမယ် test color ကျွန်တော်ဒီကောင်လေးပေးရမလဲဒီကောင်လေးပေးကြည့်ပါမယ်ကျွန်တော်ဒီကောင်လေးပဲထားလိုက်ပါမယ်test color ကျွန်တော်ဒီရောင်လေးပဲပေးလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီ page တစ်ခုနဲ့တစ်ခုကြားရဲ့ transition ထည့်ပါမယ် add transition mesh and move ပေးပါမယ် mesh and move duration ကို 1.5 ပြီးရင် apply viewing all pages ဒီကောင်တစ်ချက်ကလေးကျွန်တော်ဆက်ကြည့်ပါမယ်โอเค
ဒီမှာဆိုရင်ကြည့်ကြပါကျွန်တော်လဲသွားတဲ့အချိန်မှာပုံကအတဲဖြစ်သွားပါတယ်ကျွန်တော်အချိန်မှာ360ဒီဂရီကို3ခုဆိုတော့3နဲ့စပြီးတော့120ဒီဂရီလှည့်ထားတာပေါ်တဲ့အချိန်မှာအတဲပေါ်အောင်လို့ပါโอเคဒါလို့ဆိုရင်စင်ပြေပြီလို့ထင်ပါတယ်တစ်ခေါက်ထပ်ကြည့်ကြပါမယ်ဘာတွေလိုအပ်နေပေါ့နော်ဟုတ်ကဲ့ပါဒါလို့ဆိုရင်စင်ပြေပြီလို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် like and subscribe လုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ် bye